အားလုံးပဲမင်္ဂလာပါမစ္စတာကွာ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာငွေကြီးတွေကိုပြန်လည်များပေးချင်တဲ့အကြောင်းအလေးကတော့ကိုယ့်ရဲ့ Facebook profile ပုံကိုသူများတွေ save ယူလို့မရအောင်နဲ့အဆက်ရိုက်လို့မရအောင်ပေါ့နော်ပြုထောင်ရတဲ့လမ်းတွေကိုဒီဗီဒီယိုမှာငွေကြီးတွေကိုပြန်လည်များပေးထားအောင်ပဲဖြစ်ပါတယ်ပြုလုပ်ဖို့ရတဲ့ Play Store ကိုကျွန်တော်သွားပြီးတော့မှ application တစ်ခုကိုကျွန်တော် download ဆွဲပြရမှာဖြစ်ပါတယ်ပေါ့နော် Play Store ကိုကျွန်တော်သွားမယ်ပြီးလို့ရှိရင်ဒီညမှာကျွန်တော်ကပါကိုကျွန်တော် download ဆိုလို့ရှိရင်တော့ Monokai Token ဆို software ကိုကျွန်တော် download လိုက်မှာနော်ဒီ software လေးဖြစ်ပါတယ်ပေါ့နော် software ကျွန်တော် download ပြီးတော့မှကျွန်တော်ကကိုယ့်ရဲ့ profile ပုံကိုသူများတွေ save ယူလို့မရအောင်နဲ့သူများတွေ screen ရိုက်မရအောင်ပေါ့နော်ကျွန်တော်လုပ်ရဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးခြင်းအဖြစ်ပေါ့နော်ကိုယ့်ရဲ့ profile ပုံကိုလွယ်လွယ်ပေါ့နော်သူများတွေယူလို့မရမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ profile ပုံကိုကိုကတမိုးထားတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီနေ့တိုင်းတကယ်ကြီးပြုထားရအောင်ပြန်လာကြပေးတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကိုတော်တော်များမေးထားတဲ့လူရှိလို့ပေါ့နော်ပြန်ပြီးတော့မှ video file လုပ်ပြီးတော့မှကျွန်တော်ပြန်လာကြပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ software လေးကိုကျွန်တော်ပြီးအောင်ကျွန်တော် download ဆွဲပေးလိုက်ပါမယ်โอเคเนาะကျွန်တော်ဒီ software download ဆွဲပေးဆိုလို့ရှိရင်เนาะ software လေးကိုကျွန်တော်ဝင်သွားပေးလိုက်ပါပြီးရင်အလောင်းနှိပ်ပေးလိုက်ပါဒီနေရာကိုရှင်းနေပြလိုက်ပါဒီကျွန်တော်ကြားရတဲ့စာသားရှိပါလေပေါ့နော်အဲစာသားကိုကျွန်တော်မှန်အောင်ရှင်းနေပြရဖြစ်ပါတယ်ပေါ့နော်ဒီမှာပြလို့ရတဲ့ဟာတွေအများကြီးရှိပါတယ်ပေါ့နော်ကျွန်တော်ကတော့ကိုယ့် profile ပုံကိုဒီများတွေစိတ်လို့မရအောင်လော့ဆွကြောက်ကြအဲ့ဒီဟာကျွန်တော်နှိပ်မှာဖြစ်ပါတယ်ပေါ့နော်ဒီနေရာကိုရှင်းနေပြလိုက်ပါပြီးရင်တော့ကိုယ့်ရဲ့ Facebook account ကိုပေါ့နော် login ဝင်ပြရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအတွက်ဒီနေ့မှာ login with Facebook နေရာကိုရှင်းနေပြရဖြစ်ပါတယ်ဒီမှာရှင်းနေပြလိုက်ပါပြီးရင်တော့ဒီနံပါတ်တစ်ချက်နှိပ်ပြလိုက်ပါပြီးရင်တော့ဒီကြောင်ရလေးကိုကျွန်တော်ကဒီမှာတစ်ချက်ပိတ်ပြလိုက်ပါနော်ပြီးရင်တော့ဒီညမှာဒီညလေးကိုတစ်ချက်နှိပ်ပြရဖြစ်ပါတယ်တစ်ချက်နှိပ်ပြလိုက်ပါโอเคပြီးဆိုလို့ရှိရင်ဒီညမှာတစ်ချက်ပြန်နှိပ်ပြလိုက်ပါနော်ပြီးရင်တော့ဒီညမှာတစ်ချက်ပြန်ဖွင့်ပြလိုက်ပါနော်ဒီညနှစ်ခုစလုံးကျွန်တော်ကဒီမှာအမှတ်ရှိလေးပြရမှာဖြစ်ပါတယ်ဒီမှာ community ကိုချက်နှိပ်ပြလိုက်ပါနော်ပြီးရင်ဒီညမှာကိုယ့်ရဲ့ Facebook account ကိုလောက်ရပါတော့ဒီ profile ပုံပိတ်မယ် Facebook account ရဲ့ Gmail နဲ့ password တွေထည့်ရဖြစ်ပါတယ်ပေါ့နော်ဒီမှာလာပြီးတော့ကျွန်တော်ထည့်ပြလိုက်ပါပြီးရင်တော့ login ဝင်ပြရဖြစ်ပါတယ်ပေါ့နော်ဒီမှာ login ဆိုတာလို့ချက်နဲ့ဝင်ပြသွားလိုက်ပါပြီးဆိုရှင်တော့အခြားဖုန်းမှာကိုယ့်ရဲ့ Facebook ကို login ဝင်ရတာရှိတယ်ဆိုလို့ရှိရင်တော့အဲ့ဒီဖုန်းကိုသွားပြီးတော့မှ note မှာသွားပြီးတော့မှကျွန်တော်အတည်ပြုပြရဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအတွက်အဲ့ဒီအခြားဖုန်းပေါ့နော်ဒီဖုန်းမှာနော်ဒီဖုန်းကိုသွားပြီးတော့မှ Facebook ထဲဝင်ပြီးတော့မှချက်သွားပြလိုက်ပါပြီးရင်တော့ note လေးမှာတက်လာတဲ့ဟာကိုသွားပြီးတော့မှအတည်ပြုပြရမှာဖြစ်ပါတယ်အတည်ပြုပြလိုက်ပါအဲ့တော့ဒီနေရာမှာကျွန်တော်တို့က yes ဆိုတော့နှိပ်ပြရဖြစ်ပါတယ် yes ဆိုတော့ကျွန်တော်ချက်နှိပ်ပြလိုက်ပါပြီးတော့ finish လေးကိုချက်နှိပ်ပြရဖြစ်ပါတယ်ပေါ့နော်ဒီ finish ကိုဆက်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်နှိပ်ပြလိုက်ပါဒီနေရာမှာကိုယ့်ရဲ့ Facebook ကိုကျွန်တော်က login ဝင်ပဲဖြစ်ပါတယ်ပေါ့နော်ဝင်ပဲဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်ချက်နှိပ်ပြရဖြစ်ပါတယ်ပေါ့ချက်နှိပ်ပြလိုက်ပါပြီးရင်တော့ဒီနေရာမှာတစ်ချက် on ပြရဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာတစ်ချက်ဖွင့်ပြလိုက်ပါပြီးရင် close နှိပ်ပြလိုက်ပါနော်ဘယ်တစ်ချက်ပဲထည့်ပြလိုက်ပါနော်ဒီလိုမျိုးကျွန်တော်ပွင့်သွားရဆိုလို့ရှင်းရှားကြီးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ profile ကိုသွားပြီးတော့မှကြည့်လိုက်ပါနော်ကိုယ့် file ကိုသွားပြီးတော့ကျွန်တော်ကြည့်ပြီးဆိုလို့ရှိရင်တော့ဒီစစ်ယူလို့မရအောင်လုပ်ပြီးတဲ့ပုံလေးပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ Facebook ကိုဆက်သွားပြီးကြည့်လိုက်ပါနော်ဒီမှာနော်ကိုယ့်ရဲ့ profile ရဲ့ပုံလေးမှာဒီလိုမျိုးလေးပေါ်လာဖြစ်ပါတယ်ပေါ့နော် တိုင်းပုံစံလေးပေါ့နော်ဒီလိုတိုင်းပုံစံလေးပေါ်လာလို့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ profile ကိုကာဗာရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ profile ကိုဒီများတွေစိတ်ယူလို့မရဘူးဒီများတွေဒီ screenshot ရရမှာမဟုတ်ပါဘူးပေါ့နော်အကယ်၍ကိုကဒါကိုပြန်ဖွင့်ရင်လည်းဆိုလို့ရှိရင်ပေါ့နော်ပြန်ဖွင့်လို့ရပါတယ်အဲ့တော့အခုနောက်တိုင်းပေါ့နော်ကျွန်တော်ဒီမှာဒီ add တွေကျွန်တော် check ပြသွားပြလိုက်ပါနော် ပြန်ပြီးတော့ဒီမှာလာပြီးတော့ဖွင့်ရဟာလေးကိုပြန်ပိတ်ပြရဖြစ်ပါတယ်ပိတ်ပြလိုက်ပါ
ပြီးရင်တော့ finish နေပြလိုက်ကဒီလိုပိတ်လိုက်မှဆိုလို့ရှိရင်ရပြီဖြစ်ပါတယ်မထားဆိုလို့ရှိရင်တော့ပုံမှန်တိုင်းပဲကွဲ profile ပုံကိုသူများတွေစိတ်ရဖြစ်ပါတယ်ပေါ့နော်ဒါကတော့ပြောင်းဖွင့်တာဖြစ်ပါတယ်ပေါ့နော်လက်ပြပိတ်နေဆိုလို့ရှိရင်ဒီမှာလာပိတ်လိုက်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်တမ်းရလာပြီးတော့မှဒီမှာပိတ်ဖွင့်လို့ရပါတယ်အကြောင်းပေါ့နော်ပြပြတာဖြစ်ပါတယ်ပေါ့နော်အားလုံးပဲစေပြရခြင်းမျိုးလေးပါတယ်ဗီဒီယိုရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ